လေးများကိုလေးစားစွာနှုတ်ဆက်ကောင်းသောမနေ့ကိုကြိုပါတယ်ကောင်းငင်ပြာနဲ့စိမ့်လက်လက်မြက်ခင်းကစားကွင်းမှာမင်းတို့ပျော်နိုင်ကြပါစေညအမှောင်ရောက်လာရောင်အောက်မှာစိတ်နောက်ကိုပါပြေးလွားကကြပြရွတ်ရင်ပုံပြောရင်မင်းတို့ချီနူးနိုင်ကြပါစေကလေးတို့ရေမင်းတို့တွေမှာနေရာတစ်ခုအတွက်ဝေဒနာစုမဖက်ရမက်မရှိအတွက်မရှိအသက်မပြည့်ခင်အခွင့်အရေးအရှိတတ်တာလေမင်းတို့ကလေးတွေပါပဲကွယ်ဖခင်တို့ရဲ့စကားအားလုံးအမှန်ထင်စံတင်လို့ရမလားဂန္ဓဝင်လို့ပြမလားအမှန်ပြင်လို့မရတဲ့အမှားတွေသားတို့အတွက်သင်ခန်းစာသမီးတို့အတွက်သင်ခန်းစာရှင်လန်းစွာနဲ့ယူနိုင်ကြပါစေကွယ်အဖေတို့ရဲ့မပြည့်မစုံသမိုင်းအမေတို့ရဲ့မပြည့်မစုံတဲ့သမိုင်းသားတိုင်းကဆက်ရေးသမီးတိုင်းကဆက်ရေးအသက်သွေးတာဝန်ဆက်ရာဇဝင်မျက်နှာအသက်မှာမင်းတို့ကလေးတွေရှက်စရာမဖြစ်ဖို့တော့လိုတယ်နော်ကလေးများကိုလေးစားစွာနဲ့နှုတ်ဆက်ကောင်းသောမနေ့ကိုကြိုပါတယ်အဲ့ဒါအာယုံကြိုဆိုတဲ့ကြပြပါအားလုံးကျေးဇူးတင်ပါတယ်